everyone နေ့စဉ်မှာ native တီကအင်္ဂလိပ်လိုဘယ်လိုပြောပါလဲဆိုတာကိုဒီဗီဒီယိုလေးမှာမျှဝေပေးမှာဖြစ်ပါတယ်ဒါက textbook တွေကလာတဲ့အင်္ဂလိပ်စကားတွေမဟုတ်ပါဘူးတကယ်အပြင်မှာ native တီသုံးနေတဲ့စကားတွေဖြစ်ပါတယ်ဥပမာငါရဲ့ဖုန်းဘက်ထရီက20ပဲရှိရတယ်ဆိုတဲ့စကားကို native တီကနေ့စဉ်ဘယ်လိုပြောလဲ My phone battery is at 20%. My phone battery is at 20%. Do you understand? ဖုန်းရဲ့ battery ကနည်းနေပြီ My battery is low. My battery is low. ညဖုန်းကအားနည်းနေပြီမီးပြန်လာပြီမီးပြန်လာပြီမီးပြတ်တာနေပြန်လာတယ်ဆိုရင်တော့ The power is back on အဲ့ဒီမှာ back on ဆိုတာကရေးရင် BACK back on เนาะရေးရင်ဒါပေမဲ့ထွက်တော့ back on လို့ထွက်တယ်ချိတ်သွားနှစ်ခုကိုချိတ်တာ okay เนาะ back on အဲ့တော့ native တွေကအဲ့လိုပဲစကားကိုတစ်လုံးချင်းစီမပြောဘူးချိတ်ပြောတယ်vowel ပါရင်သူကချိတ်လို့ရတယ်ကွာ A E I O U vowel ငါးလုံးပါရင် link ချိတ်တယ် back on ကျတော့ O က vowel ဖြစ်တော့ K နဲ့တွားချိတ်တာ back on okay the power is back on ဒီပြန်လာပြီအော်ငါကဖုန်းအားသွင်းလိုက်အောင်မယ် I am going to charge my phone I am going to charge my phone အဲ့ဒီမှာလဲအတန်ထွက်လေးက charge ဖုန်းအားသွင်းတာကို charge နောက်ပိတ်အတန်လေးကိုပြအောင်ထွက်ရမယ်ခင်ဗျာအင်္ဂလိပ်မှာအရေးကြီးတာအဲ့လိုနောက်ပိတ်အတန်လေးပြရဲဆိုရင်ကိုပြောတဲ့စကားကိုသူများနားလဲနောက်ပိတ်အတန်မပြနားမလဲခင်ဗျာ charge I am going to charge my phone I am going to charge my phone I am going to charge my phone okay ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးတော့ကိုအတွက်အကျိုးရှိရဲဆိုရင်တော့ကျွန်မအကောင့်လေးကို follow လုပ်ဖို့မမေ့နဲ့နော်နေ့စဉ်ဒီလိုပဲအကျိုးရှိတဲ့ဗီဒီယိုလေးကိုဆက်လက်ပြီးတော့မျှဝေပေးပါဦးမယ်ဒီနော် bye bye have a nice day see you next time နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်